ကောင်မလေးကခတ်ခုံနေတော့ကောင်လေးတယောက်ကသူ့အမပြန်ပွဲနိုင်အောင်ကောင်မလေးကိုရှုံးစေချင်လို့စင်ဘောကိုတန်ချောင်းတွေတမင်တကာပစ်ချခဲ့တာပေါ့ကောင်မလေးကစင်ဘောမှာပြန်ကျဲနေတဲ့တန်ချောင်းတွေကိုမြင်တော့လှန့်သွားပြီမဲ့သူစက်ကတာကိုမရက်ခဲ့ဘူးဘာလို့လဲဆိုတော့သူသာကတာကိုရက်လိုက်ရင်သူ့ရဲ့18နှစ်တာစူးစမ်းအားထုတ်မှုတွေအလကားဖြစ်သွားမှာလေအဲ့ဒီလိုတွေးပြီးသူအားမလျှော့ပဲအသက်ကိုပြင်းပြင်းရှူလိုက်ပြီးဖက်နဲ့မပါပဲတန်ချောင်းတွေပေါ်တဲတဲတက်နေပြီးအားကုန်ထုတ်ပြီးကခဲ့တော့တာပေါ့အဲ့ဒါကြောင့်သူခြေထောက်တွေသွေးတွေနဲ့ပြစ်သွားပြီမဲ့လေသူစက်ကန်နေတာကိုမရက်ခဲ့ဘူးသူ့ရဲ့ဖျော်ဖြေမှုကအရန်ကိုလှပလွန်လို့ပြိုင်ပွဲဝင်တွေအားလုံးတုံလုတ်ကုန်ပြီးခမ်းမတစ်ခုလုံးလဲလက်ခုပ်တန်တွေနဲ့စူညံသွားခဲ့ပါလေဒါပေမဲ့သူ့ပြိုင်ပွဲဖြစ်တဲ့ညံများတဲ့ကောင်မလေးကတော့သူ့နာကိုအေးဟေးဆေးဆေးကတ်လာပြီးသူ့ရဲ့ဖျော်ဖြေမှုကိုလောင်ပြောင်ဖြိုးဆိုပါတော့လေဒါပေမဲ့ကောင်မလေးကတော့သူ့ကိုဘာမှပြန်မပြောခဲ့ပါဘူးတိုင်လူကြီးကရလက်ကျင်ညာဟိုစင်ပေါ်တက်လာတဲ့အခါကောင်မလေးကသူ့လက်ထက်ကရလက်စာရွက်ကိုမြင်လိုက်ရတယ်အဲ့ဒီမှာသူပထမရတယ်လို့ရှင်းရှင်းလင်းလင်းရေးထားတာပေါ့ဒါပေမဲ့ရလက်တွေကိုကျင်ညာတဲ့အခါကျတော့အနံရသူအဖြစ်အဲ့ဒီစိတ်တံမကောင်းတဲ့ကောင်မလေးကိုပဲကျင်ညာလိုက်တာပါမာနာတခွဲသားနဲ့သူကချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတဲ့အရေးချင်းတစ်မျိုးပါပဲလို့ပြောလိုက်တာပေါ့အဲ့ဒီစကားကိုကြားတော့ကောင်မလေးကအရန်ဒေါသထွက်ပြီးပြိုင်ခွဲမှာလင်းလည်မှုတွေရှိတယ်လို့လူအများရှင်းမှာတိုင်လူကြီးတွေကိုဖွင့်ချလိုက်ပါတယ်ဒီစကားကိုကြားတော့လူတွေကလည်းသူ့ဘက်ကနေရက်တီးပြီးထောက်ခံပြောဆိုကြပါတယ်အဲ့ဒီတော့အဲ့ဒီအမျိုးသမီးကပရိသတ်တွေကိုထွက်သွားဖို့သူ့လက်ထောက်ကိုအချက်ပြလိုက်တယ်ဒီအခြေအနေကိုမြင်တော့ကောင်မလေးကစင်ဘောကတန်ချောင်းတစ်ချောင်းကိုချက်ချင်းကောက်ယူပြီးအမျိုးသမီးကိုပြလိုက်တယ်ပြီးတော့သူ့အိတ်ကိုကစင်ဘောမှာတန်ချောင်းကြီးပစ်ချခဲ့တာပါလို့ပြောလိုက်တာပေါ့ကောင်မလေးနှစ်ယောက်ရန်ထီနေတော့မှစိတ်တမ်းမကောင်းတဲ့ကောင်မလေးရဲ့အမေအရင်ဖြစ်တဲ့အမျိုးသမီးကြီးကကောင်မလေးရဲ့ရင်းဘက်ပေါ်မှာလိပ်ပြပုံတံမွေးရပါအမှတ်သားကိုမြင်လိုက်ရပြီးတုံ့လွတ်သွားပါတော့တယ်ဘာလို့လဲဆိုတော့တကယ်တော့ဒီကောင်မလေးကသူ့ရဲ့ပျောက်ဆုံးသွားတဲ့သမီးအရင်ဖြစ်နေလို့ပါပဲတကယ်တော့လွန်ခဲ့တဲ့18နှစ်လောက်ကဆင်းရဲတဲ့အမျိုးသမီးတယောက်ရဲ့ခင်ပွန်းဟာအဲ့ဒီသူထေးမကြီးကြောင့်တည်ဆုံးသွားခဲ့တာပေါ့သူကအဲ့ဒီသူထေးမကြီးစီမှာအလုပ်လုပ်ခဲ့တာပေါ့ဒါပေမဲ့သူဖျားတော့စိတ်ကူးတာစီရဲ့ဖေးဖို့ကိုသူထေးမကြီးကညှင်းပယ်ခဲ့တယ်အဲ့ဒါကြောင့်ဆင်းရဲတဲ့အမျိုးသမီးကဒေါသနဲ့ယူသွက်ပြီးသူ့ကိုတတ်ဖို့ကြိုးစားခဲ့တာပေါ့ဒါပေမဲ့သူထေးမကြီးကတော့သူ့ရဲ့အာဏာကိုအသုံးပြုပြီးအဲ့ဒီအမျိုးသမီးကိုပြန်တတ်ခိုင်းခဲ့ပါတယ်ဒါပေမဲ့မသေးခင်မှာဆင်းရဲတဲ့အမျိုးသမီးကဆေးရုံကိုရှုဝဲသွားပြီးသူ့သမီးကိုသူထေးမကြီးရဲ့ကလေးနဲ့လဲလှယ်ခဲ့တာပေါ့သူသမီးလေးကမြင့်မြတ်တဲ့မိသားစုမှာကြီးပြင်းနိုင်အောင်လို့လေသူထေးမကြီးပြန်ရောက်လာတော့ကလေးမမွေးရပါအမသားမပါတာကိုတတိထားမိပြီးသူသမီးလေးလဲလှယ်ခံလိုက်ရပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားနေအများကြီးရှာဖွေပြီးနောက်မှာအမျိုးသမီးကသူ့သမီးကိုရှာမတွေ့တဲ့အခါဖြော်လင်းချက်မဲ့ပြီးအဲ့ဒီကလေးကိုသူ့သမီးအရေးလိုပဲပြုစုပြုထမ်းဖို့ဆုံးဖြတ်ခဲ့ပြီးကောင်းမွန်တဲ့ဘဝကိုပေးခဲ့တာပေါ့ဒါပေမဲ့အခုတော့18နှစ်ကြာပြီးနောက်မှာသူ့ရဲ့သမီးအရင်ကိုပြန်တွေ့ရတဲ့အခါသူလုံးဝတုံ့လှုပ်သွားခဲ့ပါပြီကဲနောက်ပါဒီဆက်ချင်မလဲဆိုတာသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလိုက်လုပ်ခဲ့ပါအောင်နော်